Hawaii ဆိုတဲ့ water park လေးကို William family W family ကသွားလိုက်မှာပဲဖြစ်ပါတယ် Let's go Hawaii Resort is not a beach, it's a water park. Friend နဲ့တန်းကတော့အရန်ပြုံနေပြီအခန်းကြီးကလည်းအကျယ်ကြီးပဲအားလုံးပဲမင်္ဂလာပါဒီနေ့ Hawaii ဆိုတဲ့ water park လေးကို William family W family ကသွားလိုက်မှာပဲဖြစ်ပါတယ် Let's go ဒီခီးစဉ်လေးအတွက်ကိုကျွန်တော်တို့က package လေးဝယ်ပြီးတော့သွားရမယ်ဖြစ်ပါတယ်အဲ့တော့ဝယ်ထားတဲ့ package တွေမှာကျွန်တော်တို့အကျိုးရောအပို့ရော free bus လေးနဲ့ Tokyo Station to Hawaii Resort and Hawaii Resort to Tokyo Station ပြန်ပို့ပေးတယ်ဆိုတော့ကကျွန်တော်တို့က Tokyo Station ရောက်ဖို့အတွက်ကိုတော့ယထာကိုယ့်အကိုစီးွားရတယ်အဲ့မှာ bus ကားလာဆောင်မိတယ်အဲ့တော့အခုကျွန်တော်တို့က bus ကားပေါ်ရောက်ပြီး bus ကားက10နာရီမှစထွက်ပါတယ်ဒီနေ့သွားတဲ့အချိန်မှာရာသီဥတုတွေကလည်းကောင်းမွန်နေတယ်အဲ့လိုနဲ့ bus ကားကိုတနားရီလောက်စီးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့က Moria ဆိုတဲ့ station လေးမှာခဏလေးဝင်လာတယ်10မိနစ်နားဖို့အချိန်ပေးတယ်။ Okay ခုဆိုလို့ရှိရင်ကျွန်တော်က Tokyo Station ကနေပြီးတော့ကျွန်တော်ကစီးလာအခုကျွန်တော်က Moria မှာကျွန်တော်ခဏနားတယ်ရှူပေါက်ပါညာပေါ့နော် toilet ဝင်မဝယ် coffee cup ခဏနားတယ်ပြီးတော့မှဆက်ပြီးတော့ထွက် So today we will be going to Hawaii. Hawaii. Hawaii Resort. Okay. It's not a beach, it's a water park. Because the real Hawaii is in America and we cannot go there, so we have to go to the water park in Japan. So, Mommy love. What happened? Mommy What happened? love. What happened? We're about to go to the bus. Mommy love you. Can I get my phone? Stop by to. We stopped by to, go to the toilet. Mom, Daddy, you forgot to give me a 500. Oh, sorry. လမ်းမှာတစ်ခါနားတယ်ပေါ့နော် Moria မှာနားပြီးတော့မိနစ်20လေးရှိသေးတယ်ကားထပ်တော့အောင်ရှုထပ်ပေါက်ခိုင်းတယ်ညာဦးတဲ့ပေါက်မှာမင်းလည်းသိတာအတော့မင်းတို့လည်း10မိနစ်တမှာရှုလိုက်ပေါက်ဆိုထပ်ပြီးတော့ဆင်းရတယ်တော့နားရဲ့နောက်တစ်နေရာကိုထည့်ရတယ်ဒီနေရာမှာပေါက် Moria မှာနားပြီးတော့နိုင်ဖို့ပဲရှိသေးတယ်နောက်တစ်နေရာကိုထပ်နားတယ်ဗျအဲ့မှာထပ်ပြီးတော့ရှုဆင်းပေါက်ရပြန်ပေါ့10မိနစ်အချိန်ပြီးတယ်လို့ပင်လယ်ပြင်ကိုမြင်ရပြီဆိုလို့ရှိရင်တော့ကျွန်တော် Hawaiian Resort ကိုရောက်ဖို့အတွက်အရင်ကပ်နေပြီဖြစ်ပါတယ်။ကြပြောရင်းဆိုရင် Hawaiian Resort Hawaiian Hotel ရောက်ပါပြီ။ Hotel ကိုတော့ check in လုပ်ပြီးပါပြီ။ check in လုပ်တဲ့အချိန်မရိုက်လိုက်ရဘူး။အောင်းလေးဆိုတော့ tank လေးကတိုင်းနဲ့သွားခြင်းတယ်ဆိုတော့သူ့အတွက်ကိုနည်းနည်းလှုပ်ရှုပ်သွား။အဲ့နဲ့ check in လုပ်တာကိုမရိုက်လိုက်ရဘူး။ခုတော့အခန်းကိုသွားနေတယ်။ check in လုပ်တဲ့အချိန်မှာအခန်းကကြိုပြီးစရာမလိုဘူး။ကျွန်တော်တို့ check out လုပ်မှအခန်းကကိုရှင်းရမှာပေါ့နော်။ Friend နဲ့တန်းကတော့ရမ်းပြုံနေပြီအခန်းကြီးကလည်းအကျယ်ကြီးပဲပြီးတော့လုံးဝပေးလိုက်ရတဲ့ဈေးနဲ့တန်တယ် package ဝယ်ထားရတဲ့ဈေးနဲ့တန်တယ်အဲ့လိုပြောနေလို့သူတို့က sponsor ပေးရမထင်နဲ့တော့ကိုယ့်ပတ်စံနဲ့ကိုယ်ဝယ်ပြီးတော့သွားတာ Okay အခုဆိုလို့ရှိရင်ကျွန်တော်အင်ကြီးလဲလောက်မယ်ပြီးရင်အခု Hawaii ရဲ့ကိုသွားဆော့ရပါတော့မယ်ခုနက check in လုပ်တဲ့အချိန်မှာတော့ကျွန်တော်နည်းနည်းလေးရောက်ရက်ခတ်သွားတဲ့အတွက် check in လုပ်တော့မြင်ခဲ့ရအောင် hotel ခန်းကြီးရမိုက်တယ်နော်အားလုံးမှာကျွန်တော်အားလုံးပေါင်းမှာလွယ်လွယ်ပြောရင်4000ပေါ့ဗျာရန်4000တော့အကျိုးပို့Tokyo Station နဲ့ DT ကိုအကျိုးပို့လုပ်ပေးတယ်ပြီးသွားလို့ရှိရင်ပြန်လဲပို့ပေးတယ်ပြီးသွားရင် breakfast ကလည်း buffet dinner ကလည်း buffet အခန်းလည်းပါတယ်ပြီးသွားရင်ကစားဝင်းအတွက်လည်းပါတယ်4000ဆိုစုပါဦးတယ်မှာပါပြီးတော့ဒီမှာတော့ခုလို water park ထဲကိုဝင်စော့တဲ့ ticket ကိုလည်းကျွန်တော်တို့2ရက်စာပေးထားတယ် check in ဝင်တဲ့နေ့ရယ် check out ထွက်တဲ့နေ့ရယ်အဲ့တော့2ရက်စလုံးကြိုက်တယ်လို့ဝင်ကစားလို့ရတယ်โอเคมาดาလေးနဲ့ဆိုมาလောက်လိုက်မယ် Hello ha Okay ခုဆိုလို့ရှိရင် water park ကြီးကိုစတင်ပြီးတော့ဝင်ရောက်ပါပြီ
water park တွေကိုကျွန်တော်တို့စတင်ဝင်ခြင်းမှာပဲကျွန်တော်အခုလိုပဲshort အကြီးတွေပေါ့နော်စီးလို့ရတဲ့slide ကြီးတွေစီးလို့ရတဲ့နေရာရှိတယ်ပြီးရင်ရေကူးကန်ရှိတယ်lazy river တွေရှိတယ်ကူဆိုလို့ရှိရင်ရေကိုရောက်ပါပြီနောက်ရေလေးကိုစပြီးတော့ပြလိုက်ပါမယ်ကူဆိုတာလေးတွေ့ပါပေါ့နော်လေးပါလို့ဒီလုံးကူပဲကျွန်တော်တို့ water park ကိုသွားလည်လိုက်တဲ့ရက်ကစနေတနင်္ဂနွေမဟုတ်ဘူးဂျားရက်ဖြစ်နေတယ်ဂျားရက်ဖြစ်နေတော့လာပြီးတော့လာရောက်လေပတ်တဲ့သူကနင်းနေတယ်ပေါ့နော်အနေချင်းပဲရှိတယ်အဲ့ဒီအတွက် friend နဲ့တန်းကတော့လွတ်လွတ်လပ်လပ်နဲ့ကြိုက်တယ်လို့ all hit ပြီးတော့စော့ကစားလို့ရတယ်အဲ့ဒါကြောင့်လည်းကျွန်တော်ကဂျားရက်ကိုယူရတယ်သူတို့ကြောင့်โอเคကျွန်တော်တို့ဒီခီးစဉ်လေးအတွက်ဝယ်ထားတဲ့ package လေးနဲ့အကြောင်းအရာလေးကိုတစ်ခေါက်ပြန်ပြောပြပါမယ်ကျွန်တော်တို့ကဒီခီးစဉ်လေးကိုကျွန်တော်တို့ package နဲ့ဝယ်ပြီးတော့လာလိုက်တာဖြစ်ပါတယ် package နဲ့ဝယ်ပြီးလာလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်က Tokyo Station မှာကျွန်တော်တို့လာကြိုပြီးတယ်ပြီးရင် Hawaiian Resort သွားတယ်เนาะပြီးရင်အဲ့မှာ hotel ပါတယ်ပြီးရင်breakfast buffet ပါတယ်ပြီးရင် dinner buffet ပါတယ်ပြီးရင် water park ထဲမှာ2ရက်စော့ခွင့် ticket လက်မှတ် free ပါတယ်မစိုးပါဘူးများတန်ပါတယ်အဲ့လို package လေးနဲ့သွားတဲ့အတွက်ကိုပို့ပြီးတော့တန်ပါတယ် Hawaiian water park မှာ slide က3ခုရှိတယ်အခု friend နဲ့တန်ကသူတို့နဲ့အဆင်ပြေတဲ့ slide လေးတစ်ခုစီးနေတာပဲဖြစ်တယ်နောက်ထပ်အကြီးတစ်ခုကတော့အရင်တော့ကြောက်ဖို့မကောင်းဘူးဒါပေမဲ့လည်း friend နဲ့တန်ရဲ့အရက်ကဒီ slide ကြီးကိုစီးဖို့တမမီသေးတဲ့အတွက်သူတို့ဒီဟာလေးနဲ့ပဲပြောခဲ့ပါတယ်Okay. No. Okay. Yes. I like it. Okay, go. China no? Tôi xin cho bạn. Nó sẽ bị giàu. Các bạn sẽ phải đi con rồi. Chỉ lo số tí chi vậy. Chỉ lo số tí nhiên này bọn nó. Chi vậy? Sao vậy? Nó thật là nhiều của nó. Ngoài chỉ nuôi này hot spring. Rồi chỉ nuôi ly này.ဟုတ်ပါတယ်ဒီဘက်အဆောင်ကတော့ရင်နွေးလေးနဲ့ပါကျွန်တော်အခုဒါကကျွန်တော်တို့ခုနက slide တွေရှိတဲ့အဆောင်မဟုတ်ဘူးနောက်ထပ်အဆောင်တစ်ခုဖြစ်သွားတယ်ဒီဘက်မှာကတော့ကျွန်တော်တို့ hot spring ပုံစံမျိုးပေါ့နော်ဆောင်းနာတွေရှိမယ်ပြီးတော့လို့ရှိရင်ရင်နွေးစိန်နာတွေရှိမယ်ပြီးတော့ jacuzzi တွေရှိမယ် jacuzzi ကလည်းကိုယ်ပဲနေရာကိုညောင်းနေလေကို relax လုပ်ချင်တဲ့နေရာအတွက်ကိုjacuzzi နေရာမျိုးစုံရှိတယ်နော်ခါလားကြောလားစကြောလားကိုမျိုးစုံရှိတယ်ပေါ့နော် jacuzzi ကမျိုးလေးပေါ့ကျိုးတောင်တန်းလေးတွေနဲ့ရှုခင်းလေးတွေကိုလည်းကျွန်တော်ကြည့်လို့ရတယ်ပြီးွားရင်တိုက်ခတ်လာတဲ့လေကလည်းအေးစက်နေတယ်အေးစက်နေတဲ့အတူ jacuzzi feel လေးကိုလည်းခံစားလို့ရတယ်အပြင်ဘက်မှာလေတိုက်လို့ hot spring ဆင်ရတာမကြိုက်တဲ့သူတွေကအတွင်းပိုင်းမှာလည်းသူကကန်လေးတွေနဲ့အခန်းလေးတွေနဲ့လုပ်ပြီးထားတာရှိပါသေးတယ်ဒါကအတွင်းမှာရှိတဲ့ family ရင်နွေးစိန်ကစားလို့ရမယ့်နှစ်ကန်ပေါ့နော်Okay ရေလဲကစားပြီးတော့ပြီဆိုတော့ friend နဲ့တန်လဲပိုက်စားပြီကျွန်တော်တို့လည်းပိုက်စားပြီဘီယာတောက်ချိန်လည်းရောက်ပြီအဲ့တော့ဘီယာလေးတစ်ခွက်လောက်တောက်ရင်းနဲ့ကျွန်တော်တို့lunch လေးကိုစားလိုက်ပါတယ် Okay ဒါကတော့ကျွန်တော်တို့ Hawaiian Water Resort Hawaiian Hotel ကိုသွားလဲတဲ့ပထမတစ်ပိုင်းရဲ့တင်ဆက်မှုပဲဖြစ်ပါတယ်ကျွန်တော်တို့ဒုတိယတစ်ပိုင်းမှာ dinner buffet ကိုဘယ်လိုစားမလဲဘာတွေဆက်လုပ်ကြမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦး Like and subscribe W family William family Thank you